တော့စတူဒီယာဘာသာဆိုတာကဒီမှာတော့တိုင်းရဲ့ဘာသာပြန်မယ်ဆိုလို့ရှိရောသူတော်စင်များရဲ့လမ်းစဉ်ပေါ့နော်အဲ့တော့အဲ့ဒီဘာသာကဘယ်ကနေစလာလဲဆိုလို့ရှိရင်ဒီအနောက်အာဖရိကမှာရှိရဲ့ယိုရူဘာလူမျိုးစုကနေပြီးတော့မှအစပြုတယ်အဲ့တော့အဲ့ဒီခါတော့ဆိုလို့ရှိရင်အတ္တလန်တိတ်ကိုဖျက်ကျော်ပြီးတော့မှဂျုံကုန်ကူးကြတယ်ပြုတ်ခံရတဲ့အာဖရိကန်တွေကနေတဆင်မှာအဲ့ဒီကိုယ်ဝဲယုံကြည်မှုကိုတည်ဆောက်လာတယ်ပြီးတော့ကျူးဘာလူမျိုးစုတွေကနေပြီးတော့ဆက်လက်ပြီးတော့ကျင့်သုံးကြတယ်1959ခုနှစ်တော်လှန်ရေးအပြီးမှာကျူးဘာလူမျိုးစုအများအပြားကရွှေ့ပြောင်းနေထိုင်လာမှုတွေကြောင့်အဲ့ဒီအလေးအကျင့်ကလက်တင်အမေရိကနဲ့အမေရိကန်ပြည်ထောင်စုရဲ့နောက်ထပ်အစိတ်ပိုင်းတွေကိုပြန့်နှံ့သွားတယ်ပေါ့နော်အဲ့တော့ဒီကိုယ်ဝဲယုံကြည်မှုကစတူဒီယာဘာသာကဘာတွေလုပ်လဲဆိုလို့ရှိရင်သူတို့မှာတိတ်ဂီတာတွေနဲ့ကားခုတ်ကြတယ်ပြီးလို့ရှိရင်နှက်ကိုခွဲတယ်ပြီးအဲ့ဒီမှာရစ်ပူဆောင်မှုတွေလည်းပါဝင်တဲ့အပြည့်ကိုမှ black magic လို့ခေါ်တဲ့ပို့ပြီးတော့မှအမှောက်ဘက်ချမ်းကိုသွားတဲ့အပိုင်းတွေလည်းပါတယ်ပေါ့နော်ပြီးတော့ချိန်စာတိုက်တာတွေအထိပါလောက်ကြတယ်ပေါ့နော်အစိုးအတက်ပညာတစ်မျိုးလို့လည်းပြောလို့ရတယ်အဲ့တော့စတူဒီယာဘာသာကကြတော့တကယ်ဆိုတော့အများကြီးတော့ဒီထက်ပို့ပြီးတော့မှလေးနက်တယ်သူ့ရဲ့ဓာတ်ဆိုင်တွေလည်းအများကြီးရှိတယ်ပေါ့ဒါပေမဲ့ဒီလောက်ပဲပြချင်တယ်ပေါ့နော်အဓိကကတော့ဒီ Stephanie ကသူတို့ရဲ့ဒီမျိုးရိုးစင်ဆက်ကိုကဒီ စတူဒီယာဘာသာကိုကိုဝေချထားတယ်ပေါ့နော်အဲ့တော့ဒီ Stephanie ကဘလောက်ထိတောင်မှ तू ကအစစ်မြင့်နေပြီလဲဆိုလို့ရှိရင်တခြားလူတစ်ယောက်ကိုချိန်စာတိုက်ပြီးတော့တတ်နိုင်လောက်တဲ့စေထီကို तू ကရောက်နေပြီလို့သိရတယ်ပေါ့နော်အဲ့မှာကဲချီရောက်တဲ့အခါမှာ तू ကနာရီယာလေးကိုသူ့ရဲ့ကိုယ်ကယုံကြည်မှုတွေကသူ့ရဲ့စတူဒီယာဘာသာကဘယ်လိုမျိုးကောင်းကြောင်စစ်မြင့်ကြောင် तू ကပြောပြီးတော့မှမဲဆွဲနာရီယာလေးကိုလက်ပတ်လေးတစ်ခုလက်ဆောက်ပြီးပေါ့နော်အဲ့ဒီလက်ပတ်ကဒီလက်ပတ်ကိုပတ်ထားမယ်ဆိုလို့ရှိရင်ဒါကိုယ့်ရဲ့အဘိုးဘွားတွေကနေကိုစောက်ရှောက်တယ်ကျမ်းမာတယ်လက်ကီကောင်းတယ်ဆိုပြီးတော့လူချစ်လူခေပေါ်တယ်ဆိုပြီးတော့သူကပြောပြီးတော့နာရီယာလီကိုလက်ပတ်လေးတကူလက်ဆောက်ပေးနာရီယာလီကလည်းသူပြောတဲ့အတိုင်းလိုက်ပြီးတော့ရွတ်ခါထားရလိုက်ရွတ်တယ်လိုက်ပြီးတော့ဆူတောက်တယ်ပြီးတော့အဲ့လက်ပတ်လေးကိုလက်မှာပတ်ထားရပေါ့နော်အဲ့တော့ကန်းချီကနေပြန်လာတဲ့အခါမှာနာရီယာလီရဲ့အမေကအဲ့လက်ပတ်ကိုမြင်သွားတဲ့အခါမှာအယောင်အံ့ဩသွားတယ်ဘာလို့လဲဆိုတော့နာရီယာလီရဲ့အမေကဒီလိုလက်ပတ်မျိုးကဒါကောင်းတဲ့နေရာမှာသုံးတာမဟုတ်မကောင်းတဲ့နေရာမျိုးဒါချိန်စာတိုက်တဲ့နေရာမျိုးအမှောင်ဘက်ခြမ်းမှာသုံးရဲဆိုတာကိုသူကအရင်ကြားဘူးတာမျိုးရှိရပေါ့နော်သူမှအဲ့ဒီကိုယ့်ရုပ်ကြည့်မှုနဲ့ပတ်သက်ပြီးတော့ဘုဒ္ဓအခြေခံရှိတဲ့ခါကျတော့အဲ့လက်ပတ်ကိုမြင်တဲ့ခါမှာ तू ကလန့်ပြီးတော့သူ့သမီးရဲ့လက်မှာရှိတဲ့လက်ပတ်ကို तू ကဆွဲချွတ်ပြီးတော့လှုပ်ပစ်လိုက်တယ်ပေါ့နော်အဲ့ဒီမှာရီယာလီကလည်း तू ကမသိတဲ့ခါကျတော့ဒါသူ့တငယ်ချင်းပေးတာဆိုတော့ तू ကပြန်ကောက်တယ်အမေလှုပ်တဲ့ तू ကလည်းဒါကမကောင်းတဲ့ဟာပေါ့နော်ဆိုပြီးတော့အတင်းယူပြီးတော့လှုပ်ပစ်လိုက်တယ်ပေါ့နော်ဒါပေမဲ့သူ့မိထင်တာကသူ့သမီးလက်ထဲကလက်ကနေဖြုတ်ပြီးတော့မှလှုပ်ပစ်လိုက်ပြီးဆိုလို့ရှိရင်ဒီဟာတွေအားလုံးကပြီးဆုံးသွားပြီးအဆင်ပြေသွားပြီလို့ထင်တာဒါပေမဲ့အဲ့ဒီနေကနေစပြီးတော့အဲ့နာရီယာလီကစပြီးတော့နေမကောင်းဖြစ်တာပေါ့နော်အဲ့ဒီကန်းကြီးရိုင်ပြလာတဲ့ညပါပဲနာရီယာလည်းဆိုးဝါးအန်တယ်တတိလစ်တဲ့အထိကိုသူကအန်တယ်ပေါ့နော်ပထမတော့ခရီးပန်းပြီးတော့မှခရီးပင်မဲ့ပြီးတော့မှမူးပြီးတော့အန်တာလို့ထင်ပေမဲ့လည်းအဲ့ဒီနေကနေစပြီးတော့မှဘလို့မနာရီယာလီကမတတ်တာလာတော့နောက်ဆုံးအဲ့ရတဲ့ကနေပြီးတော့မှထပြီးတော့မထိုင်နိုင်တဲ့အခြေအနေအထိကိုနှုတ်ချိသွားတာပေါ့နော်အစာလည်းလောကမဝင်တော့ဘူးဆေးရုံဆေးကရေးသွားပြတယ်ဆရာဝန်တွေကလည်းအစာဝင်အောင်ကြွေးဖို့အဓိကတိုက်တော်တယ်ဒါပေမဲ့လောကအစာမပြောနဲ့ရေတောင်မှမဝင်တဲ့အခြေအနေအထိကိုရောက်သွားတယ်ပေါ့နော်ရုတ်တရက်ကျမ်းမာနေတဲ့အခြေအနေကနေပြီးတော့မှလောကဆိုးွားတဲ့အခြေအနေအထိကိုရပ်ပိုင်းအတွင်းပြောင်းသွားတာကြီးကကြတော့လောကမယုံနိုင်တဲ့ကိစ္စပေါ့နော်ခုနအရှိမပြောခဲ့သလိုပဲသူကနီးမျိုးစုံနဲ့ကုသဖို့ကြိုးစားတယ်မန်နေဂျာကုသဖို့ကြိုးစားတယ်ဆရာဝန်နဲ့ကုသဖို့ကြိုးစားတယ်နောက်ဆုံးမရတဲ့အဆုံးမှာဒီဖိုးတို့ကြီးစီကိုသွားပြပြီးတော့ဖိုးတို့ကြီးတွေနဲ့ကုသဖို့ကြိုးစားတယ်ဒါပေမဲ့လည်းနောက်ဆုံးမှာအသက်ဆုံးရှုံးသွားတယ်နာရီယာလီသေဆုံးသွားပြီးရဲ့နေ့မှာပဲစတက်ဖနီကနာရီယာလီရဲ့အိမ်ကိုရောက်လာတယ်ပေါ့နာရီယာလီသေဆုံးပြီးနိုင်ပိုင်းလောက်ကြာမှာပဲသူကအိမ်ကိုရောက်လာတယ်ပေါ့နော်အဲ့ဒီအချိန်မှာတကားခောက်တဲ့ကြားလို့နာရီယာလီရဲ့အမေကသွားကြည့်တဲ့အခါမှာစတက်ဖနီဖြစ်နေရဲ့အဲ့မှာအရန်အံ့ဩသွားတယ်ဘာလို့လဲဆိုတော့ကန်းချီကနေသူတို့နှစ်ယောက်တူပြန်လာပြီးရဲ့နေ့ထဲကနေပြီးတော့ဂျားထဲမှာထောက်လျှောက်ခါမှရောက်မလာခဲ့ဘူးပေါ့နော်ဒီသေးဆုံးပြီးချင်းနိုင်ပိုင်းလောက်ကြာမှာဘယ်သူမှလည်းမသိသေးဘူးဒီနာရီယာလီရဲ့မိသားစုဝင်ဒီလောက်ပဲသိသေးရဲ့ပေါ့နော်သေဆုံးကြောင်းလည်းမကြင်ညာရသေးတဲ့အချိန်မှာစတက်ဖနီကရုတ်တရက်ရောက်လာပြီးတော့နာရီယာလီသေဆုံးသွားရဲဆိုတာကြားလို့ပါဆိုပြီးတော့မှအေကိုရုတ်တရက်ရောက်လာတယ်ပေါ့နော်အဲ့တော့နင်ဘယ်လိုသိရလဲဆိုတဲ့ခါကျတော့ तू ကဒီလိုပဲတငယ်ချင်းစီကတစ်စိကြားလို့ပါလို့သူကတော့ပြောတယ်ဒါပေမဲ့အဲ့နေရာကျတော့အကောင်လုံးကလည်းပူစီတော့ကရောက်နေရရောဘာလို့ဆိုတော့ဘာမှအများကြီးမတွေးလိုက်မိဘူးပေါ့နော်သူ့အမေကလည်းဘာအများကြီးမစင်စားမိပဲနဲ့